သားပဲကွာအလကားကောင်မှမဟုတ်တာတနတ်ကိုဟောဒီလိုကိုင်းဟောဒီလိုပြစ်ကျတဲ့ချင်းရဲရဲပြစ်မိုက်ကျဲဆိုတာသိကောင်းတယ်ကွာနားလေလားမိုက်ကျဲဆိုတာသိကောင်းတယ်မိုက်ကျဲဆိုတာသိကောင်းတယ်ဟာမိုက်ကျဲဆိုတာသိကောင်းတယ်ဟာမိုက်ကျဲဆိုတာသိကောင်းတယ်မိုက်ကျဲဆိုတာသိကောင်းတယ်လူတွေကမိုက်ကျဲဆိုတာလွယ်ပါလေဘယ်လွယ်ပါမလဲဗျာဘယ်လွယ်ပါမလဲတတိရှိမှမိုက်လို့ရတာတကယ်မိုက်ကြည့်ရစမ်းမလွယ်ပါဘူးမလွယ်ပါဘူးမလွယ်ပါဘူးမိုက်တယ်ဆိုတာမလွယ်ပါဘူးမိုက်တယ်ဆိုတာမလွယ်ပါဘူးဟေးမဆိုင်ရင်မရှုံးနဲ့ဆိုင်သူလည်းမရှုံးနဲ့ဘိုးချစ်စာကြောင့်ကောင်းကောင်းသိရမလားဟဲ့မင်းမိုက်တာကောင်းသလားမင်းမိုက်တာကောင်းသလားမင်းမိုက်တာကောင်းသလားလူမမယ်ကလေးမောင်ချစ်ဆန်တို့ရဲ့ရင်နာကြေကွဲပွေရာဘဝဇာလန်းအတွက်သောတာရှင်များဂယုဏတက်ခဲ့မိကြပါလိမ့်မယ်ယခုဆက်လက်နာသောတာဆင်ញရမယ်အဖေလူမိုက်သားလူမိုက်ပြတ်စမှာတော့ကိုဘောကဟိုမှာရှိကောင်လေးငိုလာပြန်ပြီသိညစ်ပါတယ်တော့ဒီကောင်လေးဒီအိမ်မှာနေတာမင်္ဂလာကိုမရှိဘူးမင်းကလေကွာကလေးပဲကွာငိုမှာပေါ့အေးကလေးကမင်္ဂလာမရှိတာမဟုတ်ဘူးဗျမင်းပြောတဲ့စကားတွေကသာမင်္ဂလာမရှိဘူးလို့တော့ကြက်စီပါယုံနေတာဗျသိလားဟေးလူလေးမောင်ချစ်စံဘာဖြစ်လို့ငိုလာတာလဲဘာမှကိုပြောစမ်းကျွန်တော်မောင်လေးတို့ပြောဆိုတော့မင်းကတကောတည်းမြတာမင်းနဲ့မင်္ဂလာကြီးမူးတဲ့ကျွန်တော်ကမင်္ဂလာကြီးနေပါဘူးငါမင်းတို့ကစားရတယ်ဒီနေ့ပါမယ်ပြောတော့အချင်းနဲ့ဝါဆိုအချင်းနဲ့ရဆိုတယ်ဒီရောက်နေရတယ်အလေးချင်းကြောက်မျက်နှာမရှိလို့တော်ရတယ်ငုံခံနေမှန်းသိလို့လုံးပါနောက်ကိုငုံမခံနဲ့ကွာကြားလားတွေ့ရင်လည်းပဲကောက်ချပါပဲဖြစ်ဖြစ်ချကွာဟုတ်တော့ရှင်ကလည်းလူကြီးနာမည်နဲ့မြတ်ပေးမနေပါနဲ့တန်းကြီးခံသားမှာတော့တန်းကြီးခံနိဗ္ဗာန်ရောက်တဲ့တော်စမ်းပါကွာတန်းကြီးခံနိဗ္ဗာန်ရောက်တယ်ဆိုပေမဲ့နိဗ္ဗာန်ကဘယ်စီနေမှမသိရသေးဘူးခန်းနေရကလောလောဆယ်ကွာတဲ့ငါလီလူကနိတန်းကနေရှိမှုတော့ပါကိုထုံးမင်းရဲ့သားမောင်ချစ်ဆန်လေးရှင်းပြတော့မယ်ဆိုပါလားကြွားကြပါခင်ဗျာကြွားကြပါဟေးကိုလာတို့မောင်ဟေးတို့ကျွေးဖို့မလို့တခါလဲစီစဉ်ညာဟေးဟုတ်ကဲ့
သွားတဲ့အတိုင်းဖေဖေသားစုကမြတမ်းမမြအမြရောက်ရဘောကဘာလို့ခေါ်ပါလို့ပြောလိုက်လေကိုရင်ဟုတ်ကဲ့တော်ပါရဲ့ပါကြီးဖေဖေအလားကြီးဖေဖေသာလူတွေနဲ့တန်းရမြရောက်လာပါလားအာလူကဖေဖေမောင်ထုံးမင်းရေအမြအလားကြီးဖေဖေလူလေးမောင်ချစ်စံကိုရင်လေးမငိုပါနဲ့ကွယ်တိတ်ပါကိုရင်လေးလူနေတန်းနေလို့မငိုကောင်းဘူးကိုရင်ထိတ်တော့ကိုရင်တိတ်ပါကိုရင်လေးနော်Hey!
လေလာလို့ကိုအမေခေါင်းကမကြောက်ဘူးလားလို့လာပါတာအမေစီလာစမ်းပါလေဆိုဝေးချင်တာမင်းတို့ယူမကြီးဘယ်ပြီးတော့မယ်ပြက်လေဟုတ်တော့ကွာဒီယူမကြီးခိုင်းတော့ကွာယူမကြီးကောင်းကောင်းပါပြီပြဲတာလေးနေပါဦးတာကိုရင်လေးရဲ့ဟဲ့တော်ရင်တက်တာပြဲယူမကြီးတားလိုက်မယ်ဟဲ့အယူမကြီးကြောက်တယ်အယူမကြီးကြောက်တယ်လူဆမ်းပါဦးရဖူးပင်ဘူးလေးပဲရပါဗျာထွေရဖူးလောက်ရတဲ့ကြံညာမျိုးများစကားနဲ့ထည့်ပြောပါမလားကွာဟဲ့ဒီမှာအခုငါကြံထားတဲ့ကြံပေသွားတဲ့ထုံးမင်းရဲ့သားချစ်ဆန်ကိုပြန်မေးဆွဲမလို့ကွာပြန်မေးဆွဲမလို့ဟာထုံးမင်းရဲ့သားချစ်ဆန်ကိုပြန်မေးဆွဲဖို့ဟုတ်လား
ပြောနဲ့ကွာခဏလေးပဲဟာလာပါကွာမြန်မြန်လာပါလာမြန်မြန်လာဦးဖို့ကောင်ထုံးမင်းရဲ့ငွေတွေခင်ဗျားလက်ထက်မှာရှိတယ်ဆိုတာကျုပ်တို့သိထားတယ်ချစ်စံကိုကျုပ်တို့ပြန်ပေးဆွဲသွားပြီငွေဒုတ်ပိုက်ပြီကျုပ်တို့စခန်းဖြစ်တဲ့ကြောက်ပေါက်ကြီးကိုလိုက်ရွေးပါပလိတ်ကိုမတိုင်းပါနဲ့ကျုပ်တို့အကြောင်းသိတယ်မလားပုံဓာတ်ချင်အကွက်ကြံပစလေးတဲ့ကောင်လေးကွာခုမှတတင်းကြီးချမနေပါနဲ့တော့ရှင်းကိုကျုပ်အစတွေကပြောတယ်မဟုတ်လားအခုတော့ဒုက္ခရောက်ပြီမရွေးနဲ့တော့ပြန်မရွေးနဲ့ဒီကြိုးကောင်လေးသူ့တိုင်းနဲ့သူ့ကမဲ့ရှိပါသေး။အိုးဒီလိုလို့ဘယ်ဖြစ်ပါမလဲကွာမင်းကလေဒီငွေကကိုယ့်ငွေမှမဟုတ်တာကပဲဒီမှာမငွေရှင်တော့မင်းဘာပဲပြောဒီကလေးကတော့ဒီငွေတွေနဲ့ရွေကိုရွေရမယ်ကွာရွေကိုရွေရမယ်နားလေလားကျွန်တော်ကိုယုံစမ်းပါဗျမမငုတ်ခင်ရဲ့ကျွန်တော်မမဘူးတကယ်ဖျားသူချစ်တာပါဗျတူနီကလည်းဟဲ့မင်းကိုမယုံလို့ဘလူကပြောနေလို့လေကွာမင်းကလည်းဟုတ်ဗျာယုံလို့ရှိရင်အဖိုးကြီးမှရှိတဲ့ဟုတ်ငွေလုံးကြီးကိုခိုးပြီးကျွန်တော်တို့ပြေးကြမယ်လေဗျာနော်အဲ့ဒီငွေတော့ကြီးဘယ်မှာထားမှမသိလို့ပေါ့မောင်လေးရဲ့မမလည်းအဲ့ဒါကိုပဲရှာနေတာအဲ့ဒီငွေတော့ကြီးတွေ့ရင်လေမမကလည်းဟောဒီမောင်လေးတွတ်နောက်ကိုအထုပ်ကြီးပိုင်းပြီးခိုးရနောက်ကိုလိုက်မှာကွယ်အမလေးလေအဲ့ဒါကြောင့်ဟောဒီမမကိုကြည့်ရတာဗျမြေဝချမ်းတဲ့အမျိုးယုံဟုတ်ကောမင်းကိုဒီနေ့ချီကျွဲလို့နွားလို့ယုံပြီးကျွေးမွေးလာတဲ့ပိုးကောက်ကြည်ကြဝါအောင်ရှိကြကြည်ကြအားရအောင်ပျော်ကြပျော်နေပြီးရင်ပျော်သေးကြကိတ်ကွာစီကြရဟာကြောက်ပါပြီဗျာကြောက်ပါပြီကျွန်တော်ကိုဘာဖြစ်ကြတာလဲဘာဖြစ်တာဟာတွေးနေကွာအမလီရှင်တုံလိုက်တာဟဲ့ဖြစ်တာလေဘယ်လိုမှမဖြစ်ဘူးခွေးတစ်ကောင်ကိုလူတယောက်ကတပ်လိုက်ချာဒီလိုလားဒီဖြစ်တော့ဖြစ်နေဟာဒီလူကြီးကလူပေါင်းစိတ်တို့ဖမ်းကြကျုပ်ကိုဖမ်းရပါကျုပ်လုပ်ရဲလို့ခံလဲခံရဲပါလေဒီလိုအကျင့်ပြည့်နဲ့လူရုပ်မှာကိုဆုံးမပေးရင်တစ်သက်တကြိုးမကဘူးကျိုးစင်တက်ရဟဲ့ဖမ်းရလေဗျာကျုပ်ကိုဖမ်းရပါပြောနေစမ်းပါကွာငါတူကြီးစားကျင်တာလေစားစမ်းပါမောက်ချစ်ဆိုင်ရော့လူလေးဟောဒီလိန်ကိုတီးတယ်ကြပြည့်တီးတယ်ကားယူလားကျွန်တော်ဘာမှမကားချင်ကျွန်တော်အမေနဲ့တွေ့ရမယ်ဆိုအမလေးတွေ့ရမှာပေါ့ကွာမင်းမေလာတော့မှာပါမှန်ကျင်နဲ့နှမ်းတော့မကြိုက်ဘူးကိုဆရာရဲ့ဦးဖိုးကောင်ထောင်ကျသွားပြီဗျဟာဦးဖိုးကောင်ထောင်ကျသွားပြီဟုတ်လားဟုတ်ပြီလက်ကျိုးကိုနာဆွဲကစုံတိုင်းဟဲ့ကစုံတိုင်းဟဲ့လူလေးမြင်းစည်းလို့ကောင်းရဲ့လားကွာဟာအဲ့ကောင်းတယ်ကိုဦးကြီးอ่ะဆရာချက်တိတ်ကမြင်းစည်းကတော့အနှိမ့်ပဲဗျို့ထုံးမင်းရဲ့သားပဲကွာအလကားကောင်မှမဟုတ်တာ
တနတ်ကိုဟောဒီလိုကိုင်းဟောဒီလိုပြစ်ကျတဲ့ချင်းရဲရဲပြစ်ဒီတနတ်ကြီးပြကြတော့ကျွန်တော်ဘာလို့ရမှာလဲဦးရဲ့ဘာလို့ရမှာလဲကွာဟာဒီတနတ်ကိုကောင်းကောင်းပြစ်တဲ့ရင်မင်းငွေတွေအများကြီးရမယ်စားကျင်တာစားရတာပေါ့ကွာစားကျင်တာစားရတာပေါ့ကွာဒီမှာလူကလေးရဲ့ဦးပြောတာတိတ်တိတ်ခရနားတော့တာဟာဒီလောကမှာရှိတဲ့လူတွေအားလုံးဟာလူမိုက်တွေကြီးပဲအေးသူတို့ရဲ့ကိုကအိုမိုက်နိုင်ပါကိုကသူတို့ကိုဘိုးကြလို့ရမှာကွာမင်းဘိုးမလုပ်ချင်ဘူးလားကွာဟင်လုပ်နေတာပေါ့ဗျအေးဘိုးလုပ်ချင်ညံ့ညံ့မိုက်ပြီလောကမှာမိုက်ဆုံးလူဟာအကြီးဆုံးဘိုးဖြစ်တာပဲကွာနားလေလားမိုက်ကျဲဆိုတာသိကောင်းတယ်ကွာနားလေလားမိုက်ကျဲဆိုတာသိကောင်းတယ်မိုက်ကျဲဆိုတာသိကောင်းတယ်ဟာမိုက်ကျဲဆိုတာသိကောင်းတယ်ဟာတချို့ကတတ်တိနဲ့လို့မမဲရဲကြတာကိုပဲသူတို့ကိုသူတို့လူလိမ္မာကြီးတယ်လို့ပြောပြီးခုံယူနေကြမိုက်တယ်ဆိုတာလွယ်ပါတယ်လို့ပြောတဲ့လူတွေတကယ်မိုက်ကြည့်ကြသမားတကယ်မိုက်ကြည့်ကြသမားမလွယ်ပါဘူးမလွယ်ပါဘူးမလွယ်ပါဘူးမိုက်တယ်ဆိုတာမလွယ်ပါဘူးမိုက်တယ်ဆိုတာမလွယ်ပါဘူးမဆိုင်ရင်မရှောင်းနဲ့ဆိုင်ရင်သူလည်းမရှောင်းနဲ့ဘိုးကြီးစားကြောက်ကောင်းလို့သိရမလားဟမ်လူကတော့ချမ်းသာပေးပါမောင်ကြီးရဲ့ဘာပြောလဲမောင်ကြီးလို့မောင်ကြီးကိုလည်းတိုက်တော့ရှိပါဒီမဲ့ဘိုးကြီးချစ်စားဆိုရကောင်တနက်ကလို့တစ်ချက်ဆွဲရင်လိုချင်တာတစ်ခုပဲတောင်းတယ်ရွှေယူမလားမမင်းနဲ့ငွေယူမလားမမင်းနဲ့ဘာကိုမှမလိုချင်ဘူးကျုပ်လိုချင်တာမိမဟောဒီရွာလုံးမှာဒီတကယ်မှလှဆုံးဆိုရင်ဟောဒီပျော်ကျော်မှလေမရွှေလာစမ်းနေရှိပါရှိလမ်းပါအဖကြီးဒီဝိုင်းကြီးလုံးမလားကြီးမောင်ရဲ့အားလို့သမီးလေးကိုတော့ခေါ်မသွားပါနဲ့ကိုရဲ့နော်မောင်ရင်တော့တောင်းမှမှာလေကိုရဲ့တောင်းမှမှာလေကျော်ကူကြီးပြောင်းစားတောင်းမှနေလို့ပို့ပဲချစ်စဆိုရကောင်ရှေ့တွန်းပြီးတဲ့အလုပ်တစ်ခုကိုဘယ်တော့မှနောက်ကိုဆုတ်တဲ့ဆုတ်တာမရှိဘူးကဲလာလိုက်လေလာလို့ဆိုနေလာလို့ဆိုနေပါလေအဘာကြီးအဘာရှုံးလာတယ်လူမုန်းနေရှေ့မုန်းနေကျုပ်ကလည်းမင်းကိုချစ်ပါပြောနေလို့လားမုန်းလိုက်ပါကျုပ်ကိုမုန်းလိုက်ကဘာကြီးဟိုဘက်ချမ်းကစက်ကြဝဠာတစ်ဘက်ကရအောင်ကျုပ်ကိုပြစ်ထားကြီးမုန်းလိုက်ကျုပ်ကမင်းရဲ့ချစ်ကိုလိုချင်တဲ့လူမှမဟုတ်ပဲရှင်ပြောတာလေကျမနားမလည်ဘူးရှင်ပြောတာလေကျမနားမလည်ဘူးရှင်မိဆိုရလူသိလားကျုပ်နာမည်ကချစ်စာအချစ်နဲ့ပတ်သက်ရင်စံနမူနာယူလို့တဲ့ချစ်စာဒါပေမဲ့ကျုပ်ရဲ့ချစ်စာနမူကမင်းတို့လိုမိန်းမတွေတဲ့မဟုတ်ဘူးယောက်ျားတွေအတွက်ပါယောက်ျားတွေအတွက်ဆိုတာမသိအဲ့ဒါဘာလဲဆိုတော့ချစ်စရာမိန်းမတွေတွေ့ရင်
များကြီးချစ်လိုက်ပါချစ်ပြီးရင်မေးလိုက်ချစ်ပြီးရင်မေးလိုက်ပါဒါပဲကျုပ်ကမိမဆိုရင်ကျုပ်ရဲ့အချစ်ကိုပဲခံစေခြင်းနဲ့ကျုပ်ကိုပြန်မချစ်နဲ့ကျုပ်ကိုပြန်မချစ်နဲ့မလို့ချင်ဘူးကျုပ်ရဲ့အဖေမှာမင်းတို့ရဲ့မိမတွေရဲ့အချစ်ရမခံရင်ဘူးအချစ်ရမကြမ်းကြမ်းအဲ့ဒါကျုပ်ရဲ့ချစ်ပြီးနားလေလားဆရာမဒီကောင်ဘာလဲကွာကိုကောင်မလေးကတိတ်လှတာပဲနော်အဲ့ဒါမင်းနဲ့မဆိုင်တယ်လေဟမ်ဆရာရဲ့ဒီလိုပါကျွန်တော်လေးဒီတော့တပြေးကြီးနဲ့တဟဲလုံးမနေနဲ့လေဘာလို့မင်းဘာလို့ချင်းလဲပြောစမ်းမှာငါရှင်းရှင်းလေးလေးဒီလိုပါဆရာကျွန်တော်လေးဆရာရဲ့ပန်တော်ကြမ်းမလေးမရွှေအေးကိုတေးတော်ကြလုံးလို့တပည့်ကျော်ယူလဲဝေပုံကြကလေးဟောတာလားဟုတ်တယ်ဆရာအေးငါသိပြီမင်းကစောစီကပြောရပေါ့ကွာပြောမလို့ပဲဆရာဒါမျိုးငါမနှမျောရပါဘူးငါသဘောထားကြည့်ပါလေကွာကဲတော့တော့မှလည်းနေရဲမှာရှိဟုတ်ကဲ့ကြီးစုကြီးလာပါလေဆရာသမားရဲ့သွားမယ်နော်သွားမယ်ဆရာငါဟုတ်တယ်လို့ရှင်းသလားငါနေတယ်လို့နေရှင်းသလားငါစားတဲ့အစားအစာမျိုးကိုစားကြတယ်ဒါလို့ဆိုရင်ငါတနပ်ပြစ်တယ်လို့ပြစ်တတ်ရတယ်နားလဲလားဘယ်နဲ့လဲကိုအကျော်ပေါင်းတစ်ထောင်စိတ်မသွားဘူးဟမ်ဒီမှာတူမကြီးရော့အတူမကြီးကြည့်ကျင်တယ်လို့ခဏပူဇာနေတဲ့ညီမေမေမစိမ့်ခရဲ့တပ်ပုံပဲမမေနဲ့လိုက်အောင်သမီးပေါ်မှာစိတ်နာသွားတယ်မမေရဲ့ဒီလိုလဲဟုတ်မှမချင်ပါဘူးတူမကြီးရဲ့မှန်တော့မစိမ့်ခဟာစိတ်တနာစရာကောင်းတဲ့မိမတယောက်ပါကွယ်သာသမီးပေါ်မှာလေပန်ရောတီရှာပါလေတူရဲ့သာသမီးပေါ်မှာပန်ရောတီရှိတယ်သူသမီးစီကိုပြန်လာမှာပေါ့သူကလာနိုင်တဲ့အကြောင်းပိတ်တာရှိလိမ့်မယ်တူမကြီးသူခညာစိတ်အရေးကြီးလို့လားသွားရတဲ့အကြောင်းအញ្ញံဆုံးပြန်လာမယ်ဆိုတဲ့အကြောင်းနဲ့သူသမီးလေးကိုဘယူဆိုင်ဖို့အကြောင်းတရားရမှားရှာပါတယ်ကွယ်မစိမ့်ခဲအခုနေဘယ်စီဖဲလန်းများရောက်နေရှာပါလေဒီလိုဆိုရင်မမေနောက်သမီးလိုက်သွားခြင်းနဲ့တူလို့လေဟုတ်ကွယ်မလငယ်နဲ့ရန်ကုန်ဆိုတာအဝေးကြီးနောက်ပြီးရန်ကုန်ကနေတွန်းလေးပဲတစ်ဆင့်ကူးရမှာဆိုတော့တစ်ခါမှမရောက်ဘူးလေဘူးကွယ်မင်းလူပဲဖြစ်ပါတော့ရဲ့သမီးကိုသွားခွင့်ပေးပါသမီးရဲ့အဖေဘသူဘဝဆိုတာသိရင်နဲ့သိနေရှိနေဆိုတာမသိရတဲ့ဘဝနဲ့မနေပြရသေးနဲ့နော်သမီးကိုသွားခွင့်ပေးပါတော့ရဲ့သမီးသွားပြရစီနော်တော်နော်ကျမနာမည်ခင်မခက်ပါကျမဟာကိုပိုးမြတ်နဲ့မသိန်းခက်တို့ရဲ့သမီးပါရှင်ဟင်ငါကမောင်ပိုးမြတ်ရဲ့သမီးကိုအေးငါသားရဲ့သမီးကိုငါသားရဲ့သမီးပဲကိုအမီးကိုခုလိုတွေ့ရတော့ဝမ်းနဲ့ဝမ်းသာပေါ့ကွယ်ဒါနဲ့ငါမီးကခုဘဲကလာတာလဲဟင်သမီးကမော်လမြိုင်ကပါဖွားရဲ့သမီးမိမိဟာပြပြနဲ့စိတ်ဆိုးပြီးမော်လမြိုင်ကိုထွက်သွားရင်းနဲ့သမီးကိုမော်လမြိုင်မှာမွေးခဲ့တာပါသမီးမှာတင်နေမဲ့လို့ရှိလို့ဒီသက်ထင်ရွေးချီကြီးပြီးလာခဲ့ရပြီအဖေဆိုတာလည်းမမြင်ဘူးအမေဆိုတာလည်းမဖတ်မိတဲ့ဘဝနဲ့အမေဆိုတာလည်းမဖတ်မိတဲ့ဘဝနဲ့ငုံမနေပါနဲ့တော့သမီးလေးရဲ့ဝါ
နဲ့တွေ့ရပြီလေပြောစရာရှိတာတွေလေနောက်မှပဲပြောတာပေါ့ကဲလာငါမြည်လေးအနားယူလိုက်ပါဦးဝေးလူကြီးညာဒီရွာကနေပြီးတော့ဟိုဘက်ကိုရေလန်းနဲ့ဆက်သွားမှဖြစ်မှာဟုတ်တယ်ဆရာအဲ့တော့မင်းရွာထဲကိုဝင်ဟုတ်ကဲ့ရွာလေလောက်မှာလေသမားကုတန်ချောင်းဆိုတာရှိတယ်ကုတန်ချောင်းအော်ဟုတ်ကဲ့အဲ့ဒါမင်းမေးကြည့်ပေါ့ဟုတ်ကဲ့တွေ့ရင်ငါ့ရှိကိုခေါ်လာတယ်ဟုတ်ကဲ့ဆရာသိကြပါကြားလားဟုတ်ကဲ့ကဲတော့အော်တယ်မဲဟိုစာတင်ချောင်းဝင်းထဲကစာကြည့်လိုက်ပြစ်ထဲမှာငါစောင့်နေမယ်ဟုတ်ကဲ့ကဲတော့ဟုတ်ကဲ့ကဲကလေးတို့မင်းကဆရာမပြောတဲ့ကြေးသားညီနောင်အကြောင်းမှတ်မိလားမှတ်မိတဲ့လူပြောစမ်းမှတ်မိပါရဲ့ဆရာမလူစိုးလူမိုက်တွေကြားရဲ့ရောက်သွားတဲ့ကြေးကလေးကလူစိုးလူမိုက်စကားပြောပါရဲ့သူတော်ကောင်းတဲ့လက်ထဲရောက်သွားတဲ့ကြေးကလေးကတော့လိမ္မာရဲရဲစကားဆိုတတ်ပါရဲ့အေးဟုတ်တယ်အဲ့ဒီတော့မင်းတို့သိထားရမှာကမိုက်တာကောင်းသလားလိမ္မာတာကောင်းသလားလိမ္မာတာကောင်းပါရဲ့ဆရာမလိမ္မာတာကောင်းပါရဲ့ဆရာမလိမ္မာတာကောင်းပါရဲ့ဆရာမဆရာမကလေးတွေလူပြောလူညံ့နေဖြစ်အောင်သင်ပေးနေတယ်ပဲလက်ဆက်သက်တော်တော်ကြီးစရာကောင်းတယ်ဆရာမအခုလိုလက်တာနေတာကောင်းတယ်ပေါ့ဒီကလေးကလည်းတစ်ဖြူတစ်သိန်းလည်းတစ်ဖြူတစ်သိန်းသိန်းဒီကလေးကလည်းလူလူကြီးကလည်းစိမ့်မဲဆရာကဗျာထန်ထန်လည်းပြောတာပြောတတ်တာဟောကျွန်တော်တော့သဘောကျသွားပြီဆရာကြီးသဘောကျသွားပြီဗျာငါတော့အခုလိုခီးထွက်လာရတာစိတ်ထဲမှာပြောနေမိတယ်အပြောစရာဘောဆရာကြီးလူသက်ဓမြတ်တိုက်တဲ့အလုပ်ကတော်တော်ပင်မနဲ့လို့ဟုတ်တယ်ဆရာဟုတ်တယ်ဒုက္ခလည်းတော်တော်ကိုရောက်တယ်နော်ကျွန်တော်လည်းစားဖို့နေရေးကြောင်းသာလုပ်နေရတာပါဆရာရဲ့ဒါတွေကကောင်းတဲ့လုပ်တွေမဟုတ်ဘူးဆရာရဲ့အခုဘဝအတွက်လည်းမကောင်းဘူးနောက်ဘဝအတွက်များဆိုရင်တွေးတော့မတွေးဖို့မဟုတ်ဆရာရဲ့နေစမအောင်ကွာနောက်ဘဝဆိုတာကပါလေဆရာကလည်းနောက်ဘဝဆိုတာကျွန်တော်တို့တည်ပြီးရင်နောက်ပြန်ဖြစ်မဲ့ဘဝကိုပြောတာဟောဆရာရဲ့မင်းပြောတာတွေကိုငါနားမလဲဘူးဘာဖြစ်လို့လဲဆရာရဲ့လူသေးမြေကြီးတဲ့ဘဝရောက်တယ်လို့ငါသိဆရာကြီးဟိုရှိမှမင်းအောင်တွေ့တယ်ကင်းရှိတယ်နဲ့တူတယ်ဟိုလွန်မာသာလောစမ်းမှာဘိုးမလင်းငယ်ကိုရွာရောက်မှဖြစ်မှာကွာဟေးဘသူလဲကွာကျောက်တို့ကဟောရတာပါငါးရှာထွက်လာတာပါဒီအချိန်မှာငါးရှာမထွက်ရဘူးဆိုတာမသိဘူးလားကွာလာကားကိုကတ်ထမ်းဟာဆရာဘယ်လိုလုပ်မလဲဆရာကတ်ဟေးမကတ်ဘူးလားကွာဝိုင်းရတာဓမြတွေနဲ့တူတယ်အချိန်သိမကောင်းဘူးကွာနောက်ပြန်လို့အချိန်သိမကောင်းနောက်ပြန်လို့သမ်းမှာဟုတ်ကဲ့ပြန်ခွေဟုတ်ကဲ့ဟေးမပြေနဲ့တိလိုက်ရတော့ဒီကွာဒီဘိုးကြီးနှစ်ယောက်စလုံးထိသွားတယ်လှေလည်းမှောက်သွားပြီဒီကောင်တွေကြံဖြစ်တယ်ကွာတရားတွေရတူတယ်ကမ်းပေါ်မတက်နဲ့အောင်ညှပ်ပိတ်ထားတာနှစ်ကောင်စလုံးကြွမှာပါဘိုးကြီးရေတနက်တရားနဲ့မသေးလဲရင်းနှစ်သိမှာပါကောင်းတယ်လူစောတခေါ်တဲ့သေလာကောင်းတယ်ကွာငါတယောက်ထဲနေရတာပြင်းလိုက်တာဟဲ့အပြင်းပြေအောင်လင်းကလေးတယောက်လောက်တော့ရှာအောင်မဟုတ်ကပြီနင်းဒီနေ့လင်းရှာထွက်ရမယ်ဟောတော့လင်းဆိုတာဘာပါလဲ
ခ
သိတ်တယ်လို့ချော့သိမ့်နေတာစောစောကတွေ့တယ်အယူမကြီးနဲ့တူတယ်သူဆိုတဲ့တခြင်းသာကြားရတာငါနားထဲမှာသာယာလိုက်တာငါနားထဲမှာသာယာလိုက်တာကယူနာတသိမ့်သိမ့်ရင်ဝဲတသိမ့်သိမ့်ထွေဤမြပါပြီအမိရင်ဝေးလူချင်းမဆာနေစဉ်ကလေးကတောင်းတခဲ့သည်ပဲချစ်ရာချစ်ရင်မြတ်တာရစ်ကိုမကူလုံးခဲ့ရမင်းမြတ်ဒီဘဝလမ်းွယ်မငူခြင်းမဲမူလိုက်ရတော့မမိုက်ခြင်းပဲမိုက်ခဲ့လေကျုပ်ဒီကကျုပ်မြေကလေးမောင်ချစ်ဆန်နဲ့တွေ့ချင်လို့ပါဘာကိစ္စလဲခမများကဘာလုပ်လဲကျုပ်နာမည်ဦးဖိုးကောင်းပါဒီမှာမောင်ရင်မင်းဓာတ်ချင်မဟုတ်လားကျုပ်ကမမှတ်မိဘူးလားကွယ်ကျုပ်ဖိုးကောင်းလေဩဦးဖိုးကောင်းခမများထောင်လွတ်လာပြီလားဟုတ်ပါတယ်ကျုပ်ထောင်ကလွတ်ချင်းကျုပ်မြေကလေးမောင်ချစ်ဆန်ဘယ်မှာရှိတယ်ဆိုတာစုံစမ်းပြီးလိုက်လာခဲ့တာပါအခုလူလေးမောင်ချစ်ဆန်ဘယ်မှာလဲလို့ဟင်သူကဒီမှာမရှိဘူးဗျငွေရရောင်သွားလဲခြင်းနဲ့ဆိုပြီးထွက်သွားတာပဲဩကျုပ်တားတော့မရဘူးဗျဟင်ဟုတ်လားဒီလိုဆိုရင်ကျုပ်လည်းအဲ့ဒီကိုလိုက်သွားမှဖြစ်မယ်ကျုပ်လည်းလိုက်မယ်ဗျာကျုပ်သူ့ကိုစိတ်မချဘူးကဲအခုပဲသွားကြစို့ငါတူမကြီးမေးလို့သာဦးလေးမှန်တဲ့အတိုင်းပြောရမယ်ဆိုရင်တူမကြီးရဲ့မိမိဟာဒီပင်ញိုင်ဇရက်ပေါ်မှာနေတဲ့အယူမကြီးမိစိမ့်ခဲ့ပဲကွယ်ရှင်ဦးလေးပြောတာတကယ်အမှန်ပဲလားယင်အမှန်ပါကွယ်အမှန်ပါဒီအကြောင်းကိုလည်းဦးလေးတယောက်တည်းသိတာပါတခြားလူတွေကတော့အယူမကသူ့ကိုသူစိတ်ခဲ့ပါလို့ပြောတာတော့မှဘယ်သူမှမယုံကြည်ကြဘူးအေးလေသူ့မျက်နှာမှာကလည်းမမှတ်မိတော့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတာကိုမိမိဟာဘယ်လိုကြောင့်အခုလိုဖြစ်သွားရတာလဲဖြစ်ပုံကတော့ဦးလေးရှုထဲမှာဒီခုန်နေတော့တောင်မော်ကတနတ်တန်တွေကြားတာနဲ့ခြုံနဲ့ဝင်အပုံးမှာမိမတယောက်ကတောင်မော်ကကြာလာပြီးဦးလေးပုံနေတဲ့ခြုံပေါ်မှာတင်နေတာတွေ့ရတယ်ကွယ်သေသေးချာချာကြည့်လိုက်တော့စိတ်ရှက်ဖြစ်နေတယ်လေဖြစ်မှဖြစ်ရလိမ့်မိမိရဲ့မိမိဖြစ်ကသိဆိုးမိမိဖြစ်ကဆိုးလိုက်လေအမှန်တော့စိတ်ကကန်ဆိုးခြင်းလို့ကန်ကောင်းခဲ့တာပါကွယ်အဲ့ဒီတုန်းကသာသူသေးသွားခဲ့ရင်အခုလိုဒုက္ခမျိုးတွေခံစားရမှာမဟုတ်လောကကြီးရဲ့ဖြစ်တွေကတည်ပြီးဆန့်ကျင်ပါမလားကွယ်ဆန့်ကျင်ပါလားဘုရားငါငယ်စဉ်ကလေးကအဖေတကွဲအမေတကွဲဘဝနဲ့မျက်နှာငယ်ခဲ့ရတယ်လူတကာရဲ့အနိစ္စခံခဲ့ရတယ်နောက်တော့ငါကမိုက်ထားကောင်းတယ်လို့သိလာပြီသူများတဲ့ပုံမိုက်ပြလိုက်တဲ့အခါကျတော့ငါကဘယ်သူမှမနှိမ့်ဆက်နိုင်တော့ဘူးပေါ့လေဒီလိုနဲ့ငါအရာရာကိုမိုက်ထားနဲ့အနိုင်ယူခဲ့အမှန်တော့ငါဟာလူမိုက်ပဲအေးလေလောကကြီးကလည်းမိုက်နိုင်မှကောင်းတာမဟုတ်လားဒါပေမဲ့အခုငါ
ကိုကျွေးမပြုစုနေတဲ့ယူမကြီးဒီဘွားကြီးကလည်းယူတာယူတယ်ငါ့ဘောမှာကျင်လာလိုက်တာငါသူ့ကိုခွဲပြီးသွားဖို့ဝန်လေးနေပြီဘယ်သူမှတောင်းဆိုမထားခဲ့ဘူးတဲ့ငါဟာဒီယူမကြီးနဲ့ကြမှာတောင်းဆိုထားခြင်းငါစိတ်တည်လို့ဖြစ်ပါလေငါစိတ်တည်လို့ဖြစ်ပါလေမ
现在陪我那么多，我来这里。谁了？谁录用吗？没事。怎么回事？没事不？俺们乐福。哎，毛先生，毛先生，都卡吧呗，瓜马姑娘了嘛呗。你们明白一巴拉的哩？啊，ลูกလေး毛先生，没马过没，ลูกလေး没马你呗。ဘာလဲခင်ဗျာဘာလုပ်လဲ ဒီမှာလူလေး ခင်ဗျာ ဘာဘာမျက်နှာကိုတေးသေးချာချာကြည့်စမ်းမင်းကိုရှင်ပြုတ်ပေးခဲ့တဲ့ဘာဘာကြီးဥဖိုးကောင်းလေကွယ် ဘာဘာကြီးဥဖိုးကောင်းဟုတ်တယ်ကျွန်တော်မှတ်မိပြီဘာဘာကြီးဥဖိုးကောင်းနော်ဟုတ်ကဲ့ကွယ်လူကလေးရဲ့ဘာဘာကြီးဥဖိုးကောင်းပါဒီမှာလူကလေးအဲ့ဒါလေအဲ့ဒါမင်းအမေဟုတ်ကဲ့ကွယ်အဲ့ဒါမင်းမေမစိမ့်ခက်ဆိုတာဘာမှပြီးပြီးချာချာပြီးခဲ့ရတာပေါ့ကွယ်ဟောဒီမင်းကလေးဟာလည်းတခြားလူမဟုတ်ဘူးမစိမ့်ခက်ရဲ့သမီးပဲကွယ်မင်းရဲ့နှမပေါ့ဘာဘာကြီးပြောတာတွေအမှန်မင်းနော်အမှန်တွေးကြည့်ပါပဲလူကလေးရဲ့ဒီအကြောင်းတွေဟာဘာဘာကလိမ့်ညာပြီးပြောရမယ်ကိစ္စတွေမှမဟုတ်တာပဲကွယ်လူကလေးရဲ့ဒါလို့ဆိုကျွန်တော်မှားပြီအမေဒါကျွန်တော်အမေ
你这里打吧，打吧妹妹哩，我打你我怎么不嘛？爸妈打我没接个的，阿妹妈去吧，打耶，ลูก哩阿妹哩，妹တို့阿妹ကိုမချစ်ကြနဲ့အမေကိုမတနာကြနဲ့အမေဟာမင်းတို့အတွက်တောင်းမကြည့်ခဲ့ပါဘူးကွယ်ဒီလိုမပြောပါနဲ့မမေအာတင်စမမမေအာတင်စမအမေလေးငါသားနဲ့သမီးအပေါ်မှာအရင်ကလည်းတောင်းမကြည့်ခဲ့ဘူးနောက်လည်းတောင်းကြည့်နိုင်မှာမဟုတ်တော့တောင်းကြည့်နိုင်မှာမဟုတ်တော့ဘူးအမေကိုခွင့်လွှတ်ကြပါကွယ်အမေသမီးလေးအမေကိုခွင့်လွှတ်ကြပါမမေဘာခွင့်လွှတ်ပါမေဒါလေးမေဟာအမေကြီးအပြစ်ဆိုးလိုက်လားအမေကြီးဒီကောင်ချစ်စားဒီပိုက်ကြီးမင်းအမေသေးပြီလေမင်းငယ်ငယ်ကလေးကတွေ့ချင်းမြင်ချင်းစားအမေကိုမင်းတတ်မင်းအမေကိုမင်းလူတိုင်းချစ်စားမိုက်တယ်ဆိုတာသိခုံးနဲ့ချင်းတယ်အမေကိုလည်းအမေမှမသိနှမကိုလည်းနှမမှမသိမိုက်ခင်ပြီးတော့အခုမင်းမေကိုမင်းတတ်ပြီမင်းမေကိုမင်းတတ်မင်းမိုက်တာကောင်းသလားမင်းမိုက်တာကောင်းသလားမင်းမိုက်တာကောင်းသလားလ
ညာချက်မှာ၎င်းဇာလန်တိတ်ခွေအားကက်ဆက်ခွေကာဘာမပါပဲ